ကျွန်တော်တို့ဒီနေ့ကတော့လက်ဆောက်ကိုရောက်ပါမယ်လက်ဆောက်ရောက်ပြီးဆိုတော့ကျွန်တော်တို့ခဏဟိုတယ်မှာခဏပစ္စည်းပဲချလို့ရတယ်နားလိုက်ခွဲမှာဆီယမတို့ကြည့်နေတဲ့ဒီတော့မဲ့ကလေးတွေကလက်ဆောက်ကနေတော့နိုင်ဝက် right ဒီလိုက်တော့ပေါင်းနေတယ်ပြီးတော့ဟောကြတယ်အဲ့ကျမှ initial layer ဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီတော့ဘာလို့မှအဲ့ဒီမှာဒီလေးရရေးနိုင်မှာကြောင်းတယ်ဆိုကျွန်တော်တို့မှာဒီကြီးရရှိတာဒီရရှိတာကြောင်းပါဆိုတော့ဒီအဲ့ဒါစတာလေးကြည့်ပါပြီးတော့ကျွန်တော်တက်ခင်လာဘုံလိုက်တော့သူတို့ပြူလူထားပြီးတာစမ်းတဲ့ပုံပိုင်းတာဆိုတော့ပတ်စံဖို့ပုံပြရအဲ့ဒါကလေးတွေကိုကျွန်တော်တို့တယောက်ကိုတရားအောင်နေကြည့်ဆိုတော့ရောက်တရားနဲ့ပုံရှိဆိုတော့ပုံမှန်ကျွန်တော်ပြီးတယ်ဆိုတော့အဲ့ဒါပြီးရှိကျွန်တော်တို့ဆီယမလို့ဒီကျွန်တော်တို့တဲဟိုတယ်မှာလည်းဟိုတယ်မှာလည်းကျွန်တော် CDN ဆီယမတို့ရောက်specialist တိုင်းကျွန်တော် field မှာကျွန်တော် next mission ပေါ့ကြိုက်တယ်ဆိုတော့next mission ကကျွန်တော်2020မှာလို့ဖြစ်တယ်2016ဒါဖြစ်နေတယ်လို့ဆိုတော့ကျွန်တော် medical team နေတွေ့တော့ပြောင်းတယ်တော့ကျွန်တော်မင်းကိုဆရာတွေ့တော့ကျွန်တော်ပြောလို့ကျွန်တော်10ရောက်ဆိုတော့ကျွန်တော်ကျွန်တော်မင်းကိုဆရာပါတော့လုပ်ထိုင်တယ်ဒါကလူကများလာတဲ့ခါကျတော့ကျွန်တော်ဘောရ EC ပိုင်းအဲ့ဒီဟိုတယ်ကကျွန်တော်ရောက်တိုင်းတင်းနေရဆိုတော့ကျွန်တော်တို့ရဲ့ရန်စီပြီးဟိုတယ်ကတော့ကိုယ်ပိုင်ဟုတ်တယ်ကိုယ်ပိုင်ဟိုတယ်ကျွန်တော်ကိုယ်ဟိုတယ်အဲ့တော့ကိုယ်စားရရှိုးဒီနေ့သူပြီးရှိုးတော်တော်ဆရာကတယောက်နှခမ်းလောက်ထားပေးတာနော်ဆရာကလည်းတယောက်နှခမ်းဘိုးတွေတက်ခမ်းထားတယ်တယောက်နှခမ်းနေကျွန်တော်တို့နောက်နေ့မနေ့ကြာလို့ရှိရင်နောက်နေ့မနေ့ခုနကခွဲမှာ breakfast စားပြီးတော့ねခုနကခွဲမေးလာခဲ့တော့မင်းလာခဲ့မှာကျွန်တော်တို့မွတ်စလင်မိသားစုတွေဘုရားမိသားစုတွေကို special ဖိတ်ထားတယ်ဒီလာကြတော့တရှင်းစုလို့ကအေဝီတရားဟောတယ်တော့ဟောခြင်းလို့ရှိပြောအေဝီရနော်ဆိုတော့နောက်ပြီးတော့အကုန်လုံးကတယောက်ကို3မိနစ်5မိနစ်အားပေးစကားပြောတယ်အဲ့ဒီရှိရတယ်အကုန်လုံးနော်ကျွန်တော်တို့အားလုံး10မိနစ်ပဲပြောချင်နေရတယ်5မိနစ်ပဲဒါပေမဲ့5မိနစ်တော့မဟုတ်စေတဲ့နော်ဆိုမှသူတို့ဘာလို့လဲပါဟိုနားထောင်တာနော်3မိနစ်ကနေ5မိနစ်ပဲပြောတယ်5မိနစ်ကျော်လို့မရဘူးအားပေးစကားနော်အားပေးစကားအေးတိတ်လို့လေတော့我顾多吧，这么的。哎妈！啊，家里嘛天嘛，那我上里了，咱们。我们来妈，吹。好嘞，乖。你刚刚是长大，好久不见。一路来。ကျော်ဆွဲလိုက်အမဒီဘက်ထိုင်လိုက်ဆရာမနဲ့ရှေ့စင်းနောက်စင်းကျွန်တော်ဒီဘက်မှာဝင်လိုက်ဒီမလေးဝတ်ကြိုင်စားတယ်ထွက်ခေါ်ပြီတရားဆရာမတူလူဆရာမအေးအေးဝါအေးဒီတော့တာဒီကကိုကြီးဟာဟိုဝေးဖို့ပေးတာမဟုတ် Slight left. ဖိုင်လာဆိုတော့ဟိုဘက်ထဲဝင်ဖို့ပဲချက်ပါ ဒီတက်လေးကိုပြောတာ Continue for 168 kilometers. တဲ့68တဲ့တယ်ပဲပေါ့လားတဲ့တခုပြောရမယ်နော်ကိုလိုမျိုးဟာလေလူမိုက်တယ်တော့လမ်းမပဲသူ့ဘယ်ကနေကြောဒါပဲအဲ့သူ့လူဒီလမ်းရဲ့လူဝက်ချက်ဘယ်သူကလူမိုက်ချက်ပါဟာဟောသူ့လေးရတယ်တာမကြည့်ဘူးသူစရတာပြန်မလာပါမဟာရီယာတင်တာကဘာမှပြပို့မယ်တင်တယ်တက်ပြောတာနေတော့မဟုတ်တော့ဘယ်ဟုတ်ကလေးခဏမနေဘူးကောင်းအဲ့ဒါကျတော့အဲ့ကန်စတစ်ပြရည်တယ်လို့ဒီလိုလေအကုန်ပြရပါမယ်ဒီနေ့ကတော့ဒီလိုမျိုးပါလာတော့အဲ့ဒါကိုကျွန်တော်အဲ့ဒါလေးပြတာနော်အဲ့ဒါ
ခွေးကြောက်တယ်ဆိုတော့လေ 才没提了。上午讲，对了，အခြေရအောင်နော်အခြေ ဒီကတော့တဲ့ချက်လက်ပြောဟုတ်တယ် ဆန်းစကူကကလေးတွေလက်ချင်ရုပ်ထားဆန်းစကူဆိုကလေးတွေဆိုနည်းနည်း ကျွန်တော် နော်ရပါတယ်ဆရာနည်းနည်းဘာလို့နည်းနည်းအပိကလေးတွေအပိစကားလေးပြောပြနော်ဆရာဆရာတို့ဆန်းစကူဟိုမှာလုပ်ခဲ့ဆိုတော့ကလေးတွေရပါတယ်ဆရာ အဲဒီဆရာကြီးနာမည်ဆရာကြီးထွေးတယ်ညိုးလို့မင်္ဂလာပါတော့ဆက်ဆရာကြီးထွေးတယ်ညိုးနဲ့ဆရာကြီးအဖွဲတွေနော်အဲ့ဒါအပြီးကသားတို့သမီးတို့ကိုသူတို့အဲ့ဆရာတို့ကနေပြီးတော့မှအပေးစကားပြောမယ်သားတို့သမီးတို့ကလည်းတချင်းတွေဆိုပြမယ်ခဏလေးပေါ့အတိုင်းတော့မဟုတ်တော့မနေ့ကလည်းတော့ပြမှာရှိရနော်ခဏလေးပဲချိန်နေမယ်နော်အဲ့ဒါဆိုရင်ဆရာမပြောပါလေ ရှင်မ အဲ့ဒါဆိုရင်ဟိုဟာထူတောင်းရှင်းနဲ့စမယ်ထူတောင်း အခုချိန်မှာတက်ရှင်တဲ့ထာဝရဘုရားကိုချီးမွမ်းကိုတွေ့ရတယ်အားလုံးကိုမတည့်ထားစေလိုပါတယ်ရှေ့ဦးစွာဆုတောင်းဆက်ကနိုင်ကြရအောင်တက်ရှင်ကောင်းမြတ်တော်မူသောဖခင်ကိုယေရှုတင်တဲ့ဒါမှမဟုတ်ဒီနေ့တောင်းလို့ကိုရဲလွတ်တဲ့ကွယ်ကမဆပ်ပို့ဆောင်ပေးတဲ့အတွက်ယေရှုတင်တဲ့ခုချိန်တိုင်းမှာကိုရောဖခင်ကိုပြန်လည်ပြီးမှချီးမွမ်းကိုကွယ်ကြမှာဖြစ်ပါတယ်ဒါမျိုးချီးမွမ်းကိုကွယ်တဲ့အခါမှာတာတလုံးလုံးသားတဲ့ကိုဝိညာဉ်တော်ဖခင်ကပဲနေရာယူပေးပါဝိညာဉ်တော်ဖခင်ကပဲဥဆောင်ပေးပါဒါမျိုးချီးမွမ်းကိုကွယ်ချကိုရဲရှင်မှာမွေးကြတဲ့ရဖြစ်စေပါမယ့်အကြောင်းကိုရဲလိုတဲ့ပြည့်တဲ့စက္ကန့်ခါမှာယေရှုနာမနဲ့စတော့ကစားပြကြပါရင်ဖခင်ခင် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ